အဲ့တော့လောကမှာလူတွေဟာအသစ်သောအရာတွေကိုရှာဖွေတွေ့ရှိလာပြီဆိုရင်အဲ့ဒီလူဟာအောင်မြင်တော်သူဖြစ်တယ်ဆိုတော့လူတယောက်အောင်မြင်ဖို့ရန်အတွက်နော်သူရဲ့အတန်းပညာတွေသူရဲ့ boy degree တွေသူရဲ့အရည်ချင်းအဆင့်တန်းတွေနော်ကျောင်းဘယ်ကျောင်းမှာတက်ခဲ့တယ်ဘယ်ဘွဲ့ရခဲ့လဲဆိုတာထက်လောကမှာအောင်မြင်နေတဲ့ပုံကိုယ်တွေခေတ်အဆက်ဆက်မှာကဘာကြီးကိုကြီးစိုးထားတဲ့သူတွေပေါ့နော်ကဘာကျော်တဲ့သူတွေပေါ့သူတို့တွေဟာအသစ်သောအရာတွေကိုဘယ်သူမှမမြင်သေးတဲ့အရာဘယ်သူမှမသိသေးတဲ့အရာတွေကိုရှာဖွေတွေ့ရှိထားတဲ့သူဖြစ်တယ်ဆိုတာကိုကျွန်တော်တို့သိရတာဖြစ်ပါတယ်ဆိုတော့ Thomas Edison ကလက်စစ်မီးကိုတီထွင်တဲ့အခါမှာနော်ဘယ်သူမှလက်စစ်မီးကိုမတုံးခင်မှာသူကလက်စစ်မီးကိုအဦးဆုံးတီထွင်ခဲ့တာဖြစ်ပါတယ်ဒါကြောင့်မလို့သူဟာကဘာမှာခေတ်အဆက်ဆက်နော်ခေတ်အဆက်ဆက်ဂျပန်နိုင်ငံမှာဆိုလို့ရှိရင်နော်ဒီ Thomas Edison ကိုဂုံပြုလေးစားတော့ဖြင့်တစ်နှစ်ကိုတဲ့နော်စက္ကန့်ပိုင်းလောက်မီးတနိုင်ငံလုံးမီးဖြတ်ပြီးတော့မှတကယ်လို့ဒါ Thomas Edison ဒါဒီလက်စစ်မီးကိုမတီထွင်ခဲ့ဘူးဆိုငါတို့တွေဒီတိုင်းအမောင်ထဲမှာနေရမှာပါလားဆိုတဲ့သဘောနဲ့ပေါ့လေနော် Thomas Edison ကိုဂုံပြုတော့အဖြစ်တဲ့နော်ဒါစက္ကန့်ပိုင်းလောက်မီးဖြတ်လေရှိရဲ့နော်ကျေးဇူးတော်ကြောင့်ကျွန်တော်မြန်မာနိုင်ငံမှာတော့နော်နေ့တိုင်းလိုနော် Thomas Edison ကိုတတိယဖွင့်အတွက်နော်လှုပ်ဆောင်လေးရှိပါတယ်ဒါမျိုးတွေပေါ့လေဆိုတော့ right Nico right Nico ဆိုတော့ညီနောင်နှစ်ယောက်လည်းရှိပါတယ်เนาะဒီညီနောင်နှစ်ယောက်ကဘာကိုတီထွင်လဲဆိုတော့လင်းပြောင်တီထွင်တာဖြစ်တယ်เนาะကျွန်တော်ဒီကျောင်းမှာလည်းစာနဲ့တင်ရတယ်เนาะသူတို့တွေဘယ်သူမှလူဟာကောင်းကင်မှာပြန်ရမယ်လူဟာကောင်းကင်မှာပြန်တတ်တယ်ပြန်လို့ရတယ်ဆိုတော့ဘယ်သူမှစဉ်းစားလို့မရတဲ့အချိန်လူတွေကပြောကြမင်းတို့ကအယူဖြစ်တဲ့မင်းတို့ကမဖြစ်နိုင်တာရှောက်လုံနေတယ်မဟုတ်တာရှောက်လုံနေတယ်အဲ့လိုမျိုးအတိုက်ခိုက်တွေအများကြီးခံရတယ်ဒါပေမဲ့အဲ့လိုမျိုးအတိုက်ခိုက်တွေဂျားထဲမှာမှသူတို့ကမဖြစ်အောင်ဒီလင်းပြောင်တီထွင်တဲ့အခါမှာအခုချိန်မှာကျွန်တော်အားလုံးဟာเนาะတဏှာနဲ့တဏှာသွားလာဖွင့်အတွက်လွယ်ကူစွာပဲပေါ့เนาะဒီလင်းပြန်တွေကိုကျွန်တော်တို့ပေါ်တီအသုံးပြုလာတာကိုမြင်တွေ့ရတာဖြစ်တယ်ဆိုတော့Isaac Newton ဆိုတဲ့လူကဥယျာဉ်ခြံတစ်ခုမှာထိုင်နေတဲ့ပန်းသီးပင်ပေါ်ကနေပန်းသီးပင်ပေါ်ကနေပန်းသီးလေးကျွေကျလာတာကိုကြည့်ပြီးတော့မှသူအတွေးတစ်ခုဝင်လာတယ်အဲ့ဒါပါလဲဆိုတော့ gravity ဆိုတဲ့ကမ္ဘာ့ဆွဲအားကြောင့်ဆိုတော့ဘယ်သူမှမသိတဲ့ဟာတွေပေါ့တီထွင်တဲ့သူတွေဟာခေတ်အဆက်ဆက်မှာအောင်မြင်တဲ့သူတွေဖြစ်တယ်အခုမျက်မှောက်ကာလမှာရှိနေတဲ့ကမ္ဘာအကျွယ်ဝဆုံးအချမ်းသာဆုံးဆိုတဲ့ပုံကိုကြီးတွေနော်သူတို့တွေလည်းပဲဘယ်သူမှမတီထွင်သေးတယ်ဘယ်သူမှမသိသေးတဲ့အရာတွေတီထွင်တဲ့အခါမှာကျွန်တော် Facebook တွေအခုဆိုရင်ကျွန်တော်လူတိုင်းက Facebook တွေသုံးလာတဲ့အခါမှာဇူကာဘက်ကပိုပြီးချမ်းသာလာတယ်ဘာလို့လဲဆိုတော့သူများမလုပ်သေးတဲ့သူများမမြင်တဲ့ရှုတော့သူများမသိသေးတဲ့အရာကိုသူသိရတဲ့အခွင့်အရေးတော့ကြောင့်ဖြစ်တယ် Microsoft တွေတီထွင်တဲ့နော်ကျွန်တော် Bill Gates ဆက်နှစ်ကာလပေါင်းများစွာဆယ်စုနှစ်တစုလောက်ကမ္ဘာအချမ်းသာဆုံးနေရာမှာရပ်တည်ခဲ့တယ်။ဘာကြောင့်လဲဆိုတော့သူများမသိသေးတဲ့အရာအဦးဆုံးမှာရတဲ့အဦးဆုံးမှာသိရတဲ့အတွက်ကြောင့်သူနောက်မှာတော့ဘယ်လိုပြောမလဲဒီပေါ့သူနောက်မှာတော့သူ့လိုမျိုးဘယ်လိုပြောမလဲ copy လိုက်လုပ်တဲ့ဟာအများကြီးရှိတယ်ဒါပေမဲ့သူ့ကိုကြော်ပွန့်တော့အရန်ခတ်သွားပြီဘာလို့လဲဆိုတော့သူကတီထွင်တော့သူဖြစ်တော့ကြောင့် Elon Musk တို့ဆိုရင်လည်းသူတို့ကြွယ်ဝနေတာကနော်ကစုံရရနော်ငစိမ့်တွေရပဲပြုတ်တယ်လို့အဲ့လိုမျိုးနဲ့ကြွယ်ဝလာတာမဟုတ်ဘူးသူတို့ကမ္ဘာအချမ်းသာဆုံးဖြစ်လာသူများမလုပ်သေးတဲ့သူများမမြင်သေးတဲ့အရာမြင်ရအခွင့်ရတယ်သူများမသိသေးတဲ့အရာသိခွင့်ကိုရတယ်သူရဲ့ဒီဒုံးကြီးသူကဒီအာကာသဒုံးပြန်တွေ YouTube တွေဒီ company လုပ်တဲ့အရာဆိုရင်ပထမဆုံးသူတီထွင်စမ်းသပ်တဲ့အရာမှာနော်ဒီဒုံးပြန်ကြီးပဲ3ခုလောက်သူကပျက်စီးပြီးတော့မှမအောင်မြင်ခဲ့ဘူးပေါ့နော်4ခုမြောက်မှာသူစပြီးအောင်မြင်တယ်အဲ့နောက်ပိုင်းမှာသူရဲ့ကြွယ်ဝမှုကတဟုန်တိုးတက်လာတယ်ဆိုတော့ဒါမျိုးတွေပေါ့သူများမမြင်သေးတဲ့အရာကိုမြင်တော့သူဒီအောင်မြင်တော့သူဖြစ်တယ်ဆိုတော့လောကမှာအခု2025မှာ2025လို့ပြောနေရအောင်လဲတလားတော်ကုန်တော့မယ်နော်အခုဆိုလို့ရှင်
ဘာလို့နဲ့နော်တလားပိုင်းရဲ့25ရက်နေ့ကိုရောက်လာအယမ်းမြန်တယ်နေ့တွေကဒီနေ့ဒီချိန်ဒီနာရီရောက်လာတဲ့အခါမှာကျွန်တော်တို့အောင်မြင်ဖို့ရအတွက်ကျွန်တော်ထိတ်ဆုံးကိုရောက်ဖို့ရအတွက်ဘာလို့လဲဒီကိုမော်မတယ်သူများတွေမမြင်သေးတဲ့သူမြိုက်မသိသေးတဲ့ဖွင့်ပြချက်တွေကျွန်တော်လိုနေတာဖြစ်တယ်ဝိညာဉ်ရေးရမှာဖြစ်ဖြစ်ရုပ်လောကမှာဖြစ်အသက်သောအရာမြင်တွေ့တော့သူကအောင်မြင်တော့သူဖြစ်တယ်အစပိုင်းမှာတော့လူတွေကတိုက်ခိုက်တယ်ကဲရဲတယ်ဒီကိုမော်မတယ်နှုတ်ပေါ်နဲ့ပတ်သက်ပြီးဖျားဖွင့်ပြချက်အသက်တွေကျွန်တော်ပြောတဲ့အခါမှာတိုက်ခိုက်တဲ့သူအများများလာတယ်တိုက်ခိုက်တဲ့သူအများများလာတယ်ဆိုလို့ရှိရင်အဲ့ဒီဖွင့်ပြချက်အသက်ဖြစ်တယ်အသက်တော်နယ်ပယ်ကိုထိုးပေါက်နေလို့ဖြစ်တယ်မကြခင်မှာဒီလူတွေကအောင်မြင်လာတာဖြစ်တယ်လူတိုင်းလက်ခံထားနိုင်တဲ့သူဟာလူညံနဲ့လူရဲ့အုံနောက်သေးလေးနဲ့စဉ်းစားတွေးခေါ်လို့လူတွေညံမိတဲ့အရာဆိုတာသူတို့ကမြင်ပြီးသားသိပြီးသားဒါစွန့်ဟိုးတီထွင်သူမဟုတ်ဒါဖွင့်ပြချက်မဟုတ်တော့ဖွင့်ပြချက်ရတော့သူတွေဟာအဦးဆုံးကောင်းကြီးရတော့သူဖြစ်ပါတယ်ထိတ်ဆုံးရောက်တော့သူတွေဖြစ်ပါတယ်သူတို့ဟာအရှိန်ပြင်းတဲ့ speedness ဝိညာဉ်တော်ရဲ့အရှိန်နဲ့ပြေတော့သူတွေဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့ဤတော့ဣဇက်ကကောင်းကြီးပေးမဲ့အခါမှာဣဇက်ကကောင်းကြီးပေးမဲ့အခါမှာဤတော့နဲ့ယာကုပ်ဆိုတဲ့ညီကို2ယောက်ရှိပါတယ်ဒါပေမဲ့ဣဇက်ကဤတော့အကြီးကိုကောင်းကြီးပေးရှင်တယ်ဒါမဲ့ဘယ်သူကကောင်းကြီးရသွားလဲဆိုတော့အငယ်ယာကုပ်ကကောင်းကြီးရသွားတယ်ဘာလို့ဤတော့အဖေကောင်းကြီးပေးရှင်တဲ့ဤတော့ကိုကြော်ပြီးတော့မှကောင်းကြီးပေးဖို့အတွက်ရွေးချယ်ခြင်းမခံရတဲ့ယာကုပ်ကဘာလို့ကောင်းကြီးရသွားလဲရီဘက်ကာစီကရတဲ့အချက်လက် information ကြောင့်ဖြစ်တယ်ဖွင့်ပြချက်ဖြစ်တယ်အဲ့ဒါဒီကာလမှာဖယားခင်စီကကောင်းကြီးမိန်လာဟာကျွန်တော်စီအရင်ဆုံးရောက်လာဖို့ရဲ့အတွက်ကျွန်တော်တို့တွေဟာတန်ရှင်းသောဝိညာဉ်တော်စီကနေဖွင့်ပြချက်တွေရထားဖို့အတွက်လိုတယ်အသက်တော်ဖွင့်ပြချက်နဲ့ဆိုင်တဲ့နှုတ်ကပတ်တော်တွေကျွန်တော်ယူသွဖွင့်တော့လို့တယ်အဲ့ဒါရေးကြည့်တယ်နော်သင်မြင်နေကြပုံစံမြင်နေကြရှုထောင့်နဲ့ပဲမြင်နေတာသင်ကြားနေကြတရားချက်ပဲသင်ဆက်ပြီးနားထောင်ခြင်းလားသင်နားမလဲတဲ့နှုတ်ကပတ်တော်တွေအသက်ဖြစ်တယ်လို့ခံစားတဲ့အရာတွေကိုတချို့ကနားမထောင်ခြင်းတာကသူ့ဘောနောက်တစ်ဆင့်ကိုမသွားခြင်းဘူးလို့ပြောတာ ਨੇ အတူတူပဲဖြစ်တယ်ဘုရားခင်နှုတ်ကပတ်တော်တမန်တရားကကျွန်တော်လူအုံနောက်ရဲ့စဉ်းစားနိုင်တဲ့မှတ်သားနိုင်တဲ့အတိမပြုတ်နိုင်တဲ့ကျွန်တော်ဉာဏ်ထက်အစပေါင်းများစွာကောင်းကင်ဒီမြေကြီးထက်မြင့်တဲ့ကဲတော့၎င်းငါအကြံစီတွေတင်းတော့အကြံစီတဲ့တာရမြင့်တယ်မြေကြီးနဲ့ကောင်းကင်ကွာခြားသလိုကျွန်တော်ဉာဏ်မီနိုင်တဲ့အရာတွေနဲ့ဘုရားခင်ဖွင့်ပြတဲ့ဘုရားခင်ရဲ့ဉာဏ်တော်နဲ့ကွာခြားတာဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်လက်မခံနိုင်တဲ့အရာတွေကိုတချို့ကဒီဟာတော့ငါမကြားဘူးဒီဟာမျိုးတော့ငါလက်မခံငါ့ရွာမှာဒါမျိုးမရှိဘူးရွာတွေးခေါ်လောက်နဲ့ဘုရားခင်နှုတ်ကပတ်တော်ကျွန်တော်ဆုံးဖြတ်လို့မရအောင်ဖြစ်တယ်ဟာလေလုယာကျွန်တော်တို့ရွာမှာမရှိရင်လည်းဘုရားခင်နယ်ပယ်မှာရှိတယ်အာမင်တချို့တော့ရကျွန်တော်တခါလေးပါဘုရားခင်အရင်အထင်သေးတဲ့ယုံကြည်သူတွေရှိတယ်ဒါမျိုးကိစ္စတော့ဘုရားခင်မလုပ်ပါဘူးမလုပ်နိုင်ပါဘူးဒါမျိုးကိစ္စတော့ဘုရားခင်မလုံနိုင်ပါဘူးဘာလို့လဲဆိုတော့ငါမှမကြားဘူးတာဟေးဘုရားခင်ကတင်ကြားဖို့တလို့ပဲလုံနိုင်တယ်ဘုရားမဟုတ်ဘူးအာမင်သူကဘုရားဖြစ်တယ်ဘုရားခင်စီမှာခက်ခဲတယ်ဆိုတာမရှိဘူးဖြစ်တယ်ဘုရားခင်ရဲ့အဘိဓာန်ထဲမှာမဖြစ်နိုင်ဘူးဆိုတာလည်းမရှိသလိုအယံခက်တာပဲဆိုတာလည်းမရှိဘူးဖြစ်တယ်ဘုရားခင်ကတော့အားလုံးဟာအလွယ်တကူဖြစ်နိုင်တယ်အာမင်အခါလေးမှာတချို့တော့အရာတွေပြောလို့ရှိရင်လူတွေကသိမယုံချင်ကြဘုရားခင်ကဒီချိန်မှာဒီနေရာမှာကျွန်တော်ရှိနေတယ်လို့နောက်တစ်နေရာမှာလည်းကျွန်တော်ရှိနေနိုင်တယ်ဟာမဖြစ်နိုင်တာဒီအဖွဲတွေအယံကိုလွန်ကဲသွားပြီဒါလုံးဝလွန်ကဲတဲ့အဆင့်ဖြစ်သွားပြီဒါလုံးဝယူတွေဘာညာပေါ့ညိုမမတွေဖယားခင်မလုံနိုင်တာဘာမှမရှိဘူးဖြစ်တယ်ကျမ်းစာလေးတစ်ခုလောက်ဖတ်ချင်တယ်သုတ်တန်ကျမ်းခန်းကြီး29အခန်းငယ်18သုတ်တန်ကျမ်းခန်းကြီး29အခန်းငယ်18ဗျာဒိတ်တော်မရှိရင်လူတို့ဒီအကျိုးနဲ့ဖြစ်ကြ၏တရားတော်ကိုစောင့်တော်သူမူကားမင်္ဂလာရှိ
ဗျာဒိတ်တော်မရှိရင်လူတို့ဒီအကျိုးနဲ့ဖြစ်ကြ၏ဗျာဒိတ်တော်ဘုရားခင်ရဲ့ဗျာဒိတ်တော်ဘုရားခင်စီကလာတဲ့ revelation ဖွင့်ပြချက်ဘုရားခင်စီကလာတဲ့အလင်းပေးခြင်းမရှိရင်လူတွေကအကျိုးနဲ့ဖြစ်ကြတယ်ကျမ်းစာဖတ်နေတယ်ဒါပေမဲ့သူဘုရားခင်စီကဗျာဒိတ်တော်မလာရင်အကျိုးနဲ့ဖြစ်တယ်သူနားမလဲကျမ်းစာအစအနေအဆုံးဒီအခါ90လောက်ဖတ်ပြီးသွားတဲ့အဖွားကြီးတွေနဲ့ကျွန်တော်တွေ့ဖို့တယ်အခါ90တောင်မကောက်ကျမ်းစာအစအနေအဆုံးထိကိုဘယ်နှခေါက်မှန်းတော့မရီမတွက်အောင်ဖတ်ဖို့တယ်ဒါမဲ့ဘာဖွင့်ပြချက်မှမရှိဗျာဒိတ်တော်မရှိရင်အကျိုးနဲ့ဖြစ်တယ်သူတိထားတယ်သူဖတ်ထားတဲ့ကျမ်းစာတွေသူအလွတ်ရထားတဲ့ကျမ်းစာအများကြီးရှိတယ်ဒါမဲ့အဲ့ဒီကျမ်းစာကကျမ်းစာတွေကစလုံးအတိုင်းပဲသူတိတာအဲ့ဒီဟာရဲ့နောက်ွယ်မှာဘုရားခင်လှုပ်ချင်တယ်ပြောချင်တယ်နဲ့နဲတော့ရဝတ်ထားတော့ပန်းတာဘုရားခင်သူ့ကိုဖော်ပြချင်တဲ့ရဖွင့်ပြချင်တဲ့ရသူလက်မခံဘူးကျွန်တော်တို့ကဝိညာဉ်ရေးအောင်သွားပြောရင်သူကြားဘူးတာနဲ့ပဲလာပြန်ပြောတယ်အဲ့လိုမဟုတ်ဘူးငါတို့ဆရာကြီးဘသူဟိုးအရင်တော့ငါပြီးတော့မမွေးခင်တော့ပေါ့အဲ့ဒီဆရာကြီးတွေကဘလို့ဟောခဲ့တာအေးအခုကဝိညာဉ်တော်အသက်တော်ပြင်ပြချက်နောက်ဆုံးတော့ကာလနှောင်းမှုသုံးလုံးတဲ့ကာလဖြစ်နေပြီဒီချိန်ထိသူတို့ငငယ်တုန်းကအကြောင်းအရာအခုဒီဆွဲလန်းနေတော့ဒါကြောင့်သူကျမ်းစာကိုအစအဆုံးဒီအခေါက်90မကတာဖတ်ထားတာသူ့မှာဘာဖွင့်ပြချက်မှလည်းမရှိဘူးအဲ့တော့ဖွင့်ပြချက်မရှိခြင်းပြဿနာပါလေအကျိုးနဲ့ဖြစ်တယ်ဘာအကျိုးမှမရှိဘူးအဲ့ဒါမာနကြီးသွားပဲရှိတယ်မာနကြီးသွားပဲရှိတယ်ဖွင့်ပြချက်ဘာဖြစ်စေလဲဖွင့်ပြချက်ကယုံကြည်ခြင်းဖြစ်စေတယ်ညီကောင်မောင်မတွေတကယ်ယေရှုကကျွန်တော်အနာရောဂါကိုငြိမ်းပေးနိုင်တယ်ဆိုတာကိုအဲ့ဒီဖွင့်ပြချက်မရမချင်းအဲ့ဒီယုံကြည်ခြင်းမရှိဘူးအကျမ်းစာဘယ်နှခေါက်ပဲဖတ်ယုံကြည်ခြင်းမရှိဘူးယုံကြည်ခြင်းမရှိရင်ပါတယ်ဘုရားခင်တဘိုးတော်မမြင်နိုင်ယုံကြည်ခြင်းမရှိရင်ဘုရားခင်အလုပ်လုပ်လို့မရဘာလို့ကျွန်တော်ယုံကြည်သူခရိယန်ဖြစ်တာကြာပြီဘာလို့နမိတ်လက္ခဏာမခံစားရတာလဲရှင်းလေးပဲယုံကြည်ခြင်းမရှိလို့ဘာလို့ယုံကြည်ခြင်းမရှိရလဲယုံရကောင်းမှလည်းမသိခဲ့ဘူးအဲ့လိုမျိုးကိုလည်းဘယ်သူမှမပြောခဲ့တဲ့အခါမှာဘုံနောက်နဲ့တော့သိတယ်ဒါပေမဲ့ဖွင့်ပြချက်မရှိဘူးကျမ်းစာထဲမှာတော့ပါမှန်းတော့သိတယ်ဒါပေမဲ့ငါမှာတော့အဲ့လိုမျိုးဖြစ်မှာမဟုတ်ပါဘူးအဲ့လိုမျိုးပေါ့လေငါတို့အဲ့လိုမျိုးခံစားမှာမဟုတ်ပါဘူးငါတို့ကတော့ဒီလိုပဲပေါ့ဒီကျမ်းကြီးချို့ပေါ့နော်ဘဝကြီးကဒီလိုပဲမိစင်ကြီးကမှာပေါ့လေအစင်ပြေသလိုပဲဖြတ်သားမှာပေါ့ဘုရားခင်ကကောင်းမြတ်ပါတယ်ငါတို့ဘာပဲဖြစ်ဖြစ်ငါတို့ငရဲကနေကဲတင်တာပဲကျေးဇူးတင်ပါတယ်အခုလောကမှာတော့ဘလို့ပဲဒုက္ခခံရဘာမှမဖြစ်တော့ပါဘူးဒီလောကအသက်ရှင်ရတာခဏလေးဒီဘဝပြီးဆုံးလို့တည်သွားပြီဆိုရင်ငါတို့ကောင်းကင်ရောက်မှကျင်းသေးတယ်အဲ့ဒါသူရထားဖွင့်ပြချက်အဲ့ဒါဆိုရင်သူဒီလောကမှာခက်ခဲနေအောင်ဒါကြောင့်ဗျာဒိတ်တော်မရှိရင်လူတို့အကျိုးနဲ့ဖြစ်တယ်ဖွင့်ပြချက်မရှိရင်သင်ပါပဲလို့အကျိုးနဲ့ဖြစ်တယ်ဒါကြောင့်ကျွန်တော်အတ္တတာမှာအရေးကြီးတာဖွင့်ပြချက်ဖြစ်တယ်တချို့တော့သူတွေဆိုဘလောက်တောင်းငါစုတောင်းချက်ပြည့်မယ်လို့သူမယုံနိုင်ဘာလဲဆိုတော့အဲ့ဒီဖွင့်ပြချက်သူမရသူအစားရှောင်တယ်ကျွန်တော်သိတဲ့ဆရာတယောက်ဆိုရင်အစားရှောင်တယ်ဘလောက်တော့အစားရှောင်လဲဆိုအစားအိမ်တော်တွေးထွက်တဲ့အထိအစားရှောင်တယ်ဘလောက်တော့မှစူးစမ်းတယ်လဲဆိုတော့အစားအိမ်တော်တွေးထွက်တဲ့အထိအစားရှောင်တယ်ဒါပေမဲ့ तू ကဘလို့ပဲယုံလဲဆိုဖယားခင်ငါ့ကိုသုံးမှာမဟုတ်ဘူးဘုရားခင်ငါ့ကိုသုံးမယ်ဆိုရင်သုံးတာကြာလာပြီငါလည်းစူးစမ်းတဲ့တော့စူးစမ်းပြီးသွားပြီဒါပေမဲ့ဘုရားခင်ငါ့ကိုမသုံးဘူးငါဒီလောက်ထိအစားရှောင်ခဲ့တယ်တခြားလူတွေတော့သုံးကောင်းသုံးပါလိမ့်မယ်โอเคအဲ့ဒါဆိုလို့ရှိရင်ဒါသူလိုနေတာဖွင့်ပြချက်ဖြစ်တယ်သူစုတောင်းခြင်းလိုနေတာမဟုတ်သူတော်တော်စုတောင်းပြီးသွားပြီသူအောင်မြင်ဖွင့်သက်စုတောင်းခြင်းမလိုတော့သူစုတောင်းတာတော်တော်များသွားပြီဒီမတက်ကိုစုတောင်းတာသူကျန်းစာကြောင်းနေလဲအချိန်ချင်းတက်ခဲ့တယ်ကျန်းစာဟုတ်လဲဟိုကပ္ပဥပြတိတ်အပြန်အလှန်နော်အရှိဆုံးအနေနောက်ဆုံးအနေရှေ့ဆုံးဖတ်ပြီးသွားပြီ
ဆိုလို့ရှိရင်ဘာလို့သူကိုတိမအောင်မြင်တာလဲသူလိုနေတာဖွင့်ပြချက်ဖြစ်တယ်ဖျားခင်စီကလာတဲ့အလင်းဖွင့်ပြခြင်းကျွန်တော်တို့အတစ်တော်အရာတွေစာငတ်ဖို့လိုတယ်ယာကုပ်ကသူ့ဘာသူနေနေတာရဘက်ကဆီကနေဖွင့်ပြချက်တခုရောက်လာတယ်မင်းအဖေဣဇက်ကမင်းအကိုအေးတော့ကောင်းကြီးပေးတော့မယ်ဒါကြောင့်မလို့မင်းစိတ်ချန်ထဲကိုသွားပြီးစိတ်နှကောင်ယူလာခဲ့မင်းအဖေကြိုက်တတ်တဲ့အမဲဟင်းလေးအောင်ငါချက်ပေးမယ်အဲ့ဒါဖွင့်ပြချက်ဖြစ်တယ်အဲ့ဒီဖွင့်ပြချက်မရရင်သင်အိမ်မှာဘလောက်ပဲစူးစမ်းသင်ကောင်းကြီးမရအောင်တချို့ကအဲ့ဒီစကားကိုနားမထောင်ကြဘူးတချို့မာနအရန်ကြီးရငါဖေငါ့တော်ကောင်းကြီးမပေးချင်တာပဲနေပါစေငါ့ကိုပဲသူပေးချင်တာဒီကောင်မလေးအဲ့ဒါမာနဖြစ်တယ်သင်ကိုဖွင့်ပြချက်မရအောင်စီးသားနေတာဗာလေဒီလားမာနဖြစ်တယ်ကျွန်တော်အသက်တာမှာတစ်ခါလေးမှနှိမ်ချဖို့လိုတယ်အမြဲတမ်းနှိမ်ချဖို့လိုတာပါတစ်ခါလေးမှမဟုတ်ပါဘူးတစ်ခါလေးကျွန်တော်တို့ဖွင့်ပြချက်တွေလွတ်သွားတာကမာနအရန်ကြီးလို့ဖြစ်တယ်တချို့တော့ဖွင့်ပြချက်တွေကျွန်တော်စီဒဲလာကျွန်တော်တို့ဘယ်လိုခံစားလဲသိလားဒီစရာငါ့ကိုတဲဆော်သွားတာဒီစရာငါ့ကိုတဲဆော်သွားတာဒီစရာငါ့ကိုစောင်းပြောနေတာအဲ့ဆိုတင်ဘယ်တော့မှဖွင့်ပြချက်ရမှာမဟုတ်အဲ့ဒီဖွင့်ပြချက်နယ်ပယ်ထဲမှာတင်ဘယ်တော့မှအသက်ရှင်လို့ရမှာမဟုတ်ဘူးဒီကောင်မောင်မှာကျွန်တော်ရဲ့အတွေ့အကြုံရတော့လူအကြောင်းဟောဖို့ကျွန်တော်မှအချိန်မရှိဘူးဖះအကြောင်းဟောဖို့တော့မှမလောက်ဘူးဖြစ်နေတာအချိန်ကခင်ဗျားအကြောင်းပြောဖို့ခင်ဗျားကျွန်တော်ကိုလာစာပေးမရမယ်ဒီထဲမှာကျွန်တော်လာစာပေးထားသူဘယ်သူမှမရှိဘူးဆိုတော့ဒီထက်လူအကြောင်းကျွန်တော်ပြောစရာအကြောင်းမရှိဘူးကျွန်တော်ထောက်ပံ့ကျွေးမွေးကျွန်တော်ပေါ်မှာကောင်းမြတ်နေအဲ့ဒီဖះအကြောင်းပဲပြောတာဒါကလေးကျွန်တော်နဲ့လာပြီးတိုက်ဆိုင်သွားတယ်ဆိုလို့ရှိရင်တမောအားရကျွန်တော်အကြောင်းကိုကျွန်မအကြောင်းကိုဒီလိုနော်ဘယ်ကနေဘလို့ကြားပြီးတော့လာပြောလဲ no မဟုတ်ဘူးအဲ့အကြောင်းပြောပါဆိုရင်ကျွန်တော်အလကားပြောမှာမဟုတ်ဘူးအခကြီးယူပြီးမှပြောရမှာဘယ်သူမှကြောင်ညာတော့အလကားမကြောင်ညာဘူးကျွန်တော်ကြောင်ညာပြီးပြောနေတယ်အဲ့ဒီဖះအကြောင်းမှာဖះအကြောင်းကိုပြောနေတယ်ကျွန်တော်အသက်တာနဲ့ကွက်တိတိုက်ဆိုင်တယ်ဆိုအဲ့ဒါဖွင့်ပြချက်တော့ဒါပေမဲ့ကျွန်တော်ရဲ့အဲ့ဒီဖွင့်ပြချက်ကိုလက်ခံဖို့ဘာကစီးသားလဲဆိုတော့ကျွန်တော်မာနကစီးသားတယ်ငါတော့ဆော်သွားပြီဒီတစ်ခါတော့အဲ့ပေါ့လေနောက်ဆော်သွားရင်အဲ့ပေါ့အတော့လဲဆိုတာရှိမှာပါနော်ငါလည်းနောက်တစ်ခါကျန်းစာဖတ်ရင်တော့မှဘာအတွက်ပဲဖတ်တော့လဲဆိုတော့ဖျားစီအတန်ကြားဖို့အတွက်မဖတ်တော့ဘူးအဲ့ဒီဆရာကိုပြန်ဆော်ဖို့ကျမ်းပိုက်ပဲရှာတော့အဲ့ဒါကြောင့်ဘယ်ဖွင့်ပြချက်မှမရတော့ဘုရားခင်ဘလောက်ပဲနှုတ်ကတော့ဖွင့်ပြအလင်းပေးသူကအဲ့ဒီနှုတ်ကတော့ဘုရားစီအတန်ကြားခြင်းလို့မဟုတ်တော့ဘူးသူကမနေ့တော့တရားဟောသွားတဲ့ဆရာကိုပြန်ချေဖို့ကျမ်းပိုက်ရှာနေတာဒါဆိုတော့အသင်းလူကြီးတွေMC ပေးလိုက်တာနဲ့တဘာပတိနေရာပေးလိုက်တာနဲ့အမလေးတပတ်လုံးသူ့မှာကျန်းစာဖတ်တာဘာလို့ဖတ်နေလဲဆိုအသင်းတော်ထဲမှာသူတိတ်မကျေနပ်တဲ့သူကြီးစော်ဖို့နော်ကျန်းပိုက်ဖတ်ခွင့်ရတော့အသင်းတော်မှာမှိုက်နဲ့အားရပါရဖတ်ပြဖို့သူရှာနေတာသူကိုယ်တိုင်ရှာမတွေ့ရင်ဆရာတွေတော်မှမေးလိုက်သေးတယ်ဟိုဆရာကဗာလေဟိုစကားများတော့အဖြစ်အမှုရောက်တယ်ဆိုတာအဲ့ဒါပဲကျမ်းပါမဟုတ်ဘူး तू ခွန်ရလို့မဟုတ်ဘူး तू ဟိုတယောက်စော်ခြင်းနေတာ तू ဖွင့်ပြချက်လိုချင်နေတာမဟုတ်ဘူးဝမ်းနေစရာပဲဒီလောက်ကောင်းမြတ်တဲ့ဖခင်ကနှုတ်ကပတ်တော်ဖတ်နေပြီးတပါဖွင့်ပြချက်မှမရရင်တော့တိတ်ဝမ်းနေစရာကောင်းတယ်အဲ့ဒါဝိညာဉ်ရဲ့အရန်ခန်းချောက်နေတဲ့လက္ခဏာပဲတင်ကျမ်းစာဖတ်လိုက်တယ်အခန်းကြီးတစ်ခန်းဖြစ်မယ်နှစ်ခန်းဖြစ်မယ်10ခန်းဖြစ်မယ်တင်ဘလောက်ဖတ်လဲဆိုတာကျွန်တော်မသိစိတ်ဝင်စားတင်ဘလောက်ဖွင့်ပြချက်ရလဲဆိုတာရေးကြည့်ရကျွန်တော်ကျမ်းစာအစအဆုံးထိဘယ်နှခေါက်ဖတ်ပြီလဲကျွန်တော်မမှတ်မိဒါပေမဲ့အစနဲ့ဆုံးထိဖတ်တာလည်းကောင်းပါတယ်မဖတ်တာသက်ဆိုင်ဒါပေမဲ့ဘာဖွင့်ပြချက်မှမရရင်တော့အဲ့ဒါမာနကြီးစရာအကြောင်းဖြစ်လာလိမ့်မယ်
ကြိုးစားတဲ့အရာတွေလေလူကြိုးစားတဲ့အရာတွေလူကြိုးစားတဲ့အရာတွေကဘုရားနိုင်ငံတော်ထဲမှာဘာမှသုံးစားလို့မရတာဘုရားခင်ကျေးဇူးတော်ကြောင့်သာလျှင်ရလာတဲ့ဖွင့်ပြချက်တွေအသက်ဖြစ်စေတာကျွန်တော်တခါလေအရန်ကြိုးစားတယ်အရန်ကြိုးစားနေနေဘာဖြစ်လဲဆိုတော့မကြိုးစားနိုင်တဲ့သူအထင်သေးလာတယ်သူတို့ထက်ကိုပိုကောင်းတယ်လို့ခံစားလာရတယ်ကျွန်တော်အကြောင်းကျွန်တော်ပြောတာကျွန်တော်အရင်တော့အရန်စုတောင်းတယ်ကျန်းစာအရန်ဖတ်တယ်တရားဟောစနစ်တကျဖြစ်အောင်ကျွန်တော်အများကြီးပြင်ဆင်တယ်မကောင်းလားတိတ်ကောင်းတယ်ဒါပေမဲ့မကောင်းတာပါလေသိလားကျွန်တော်နှလုံးသားကြီးဘုရားကကျွန်တော်ဘာလုပ်နေလဲဆိုတာထက်ကျွန်တော်ဘလို့နှလုံးသားဘလို့စိတ်နေသဘောထားဘလို့နှလုံးသားရှိလဲဆိုတော့ပိုစိတ်ဝင်စားတာကျွန်တော်အဲ့ဒါမသိဘူးငါကျန်းစာတင်တာရန်ကောင်းတာပဲဟိုတယောက်ထက်တော့ငါပိုမိုက်တယ်ငါဟိုတယောက်ထက်တော့ငါပိုစုတောင်းမယ်ရှိုးလိုက်တယ်သူစုတောင်းတာမပြီးသေးဘူးငါဆက်တောင်းမယ်သူမပြီးမချင်းငါပိုလုပ်ရမယ်လုပ်နေနဲ့ဘာဖြစ်လဲဆိုတော့ငါတော်ဆုံးပဲငါအကျိုးစားဆုံးပဲဘာဖွင့်ပြချက်မှမရှိဘူးဘာဖျားစကားမှမကြားရဒီနေ့ကျွန်တော်ဘယ်လောက်ထိလှုပ်လဲဆိုတာတက်ညီကောင်မတွေကျွန်တော်ဝိညာဉ်ရေးရဘယ်လောက်ထိ level တက်နေပြီလဲဘယ်အရွယ်စားရောက်နေပြီလဲကျွန်တော်ဝိညာဉ်ရဘယ်လောက်ထိနိုးထပြီးဘယ်လောက်လန်းဆန်းစုပြေနေတယ်လဲဆိုတာကိုသိရပွင့်တော့ကျွန်တော်ကျမ်းစာတွေဖတ်ကြည့်ဒါကြောင့်ဖတ်ကိုမဖတ်တာအဲ့ဒါဆိုတော့သွားပြီအဲ့ဒါကျမ်းစာဖတ်ကိုမဖတ်တာဘယ်ကနေစဖတ်မှန်းတော့မသိတော့မဖတ်တာကြာလုံးအားကြီးလို့ပြီးရောအဲ့ဒါဆိုရင်တော့ခင်ဗျာတော်တော်စိုးရင်ကြကောင်းနေပြီကျမ်းစာဖတ်နေမယ်လို့ကျွန်တော်ယုံကြည်တယ်ကျမ်းစာဖတ်တဲ့အခါမှာပြန်ဆင်ခြင်ကြည့်ကိုယ်ကထားနေရေးတဲ့အခါမှာဆင်ခြင်ခြင်းငါဖွင့်ပြချက်တွေငါရဲ့ဒီကျမ်းစာငါမြင်တဲ့အရာဘုရားခင်ငါဖွင့်ပြတဲ့အရာတိုးတက်လာသလားဖတ်နေဘာမှဖွင့်ပြချက်လည်းမရဘူးဆိုရင်အဲ့ဒါဖွင့်ပြချက်လို့တယ်အကျိုးနည်းဖြစ်လိမ့်မယ်ဗျာဒိတ်တော်မရှိရင်လူတော့အကျိုးနည်းဖြစ်မယ်ဒါကြောင့်မလို့အဲ့ဒီဖွင့်ပြချက်သိကွာရေးကြည့်တယ်ကျမ်းစာဖတ်တဲ့အခါမှာကျမ်းစာပြန်ဆင်ခြင်ကြည့်ဖို့လိုတယ် meditation ပြန်လုပ်ရမယ်ပြန်ဆင်ခြင်အောင်မြင်ရမယ်အဲ့ဒီအခါမှာဘုရားခင်ဘယ်လိုဖွင့်ပြတယ်အဲ့ဒီဖွင့်ပြချက်မရှိဘူးဆိုလို့ရှိရင်ဘာပဲဖြစ်လာမလဲအုံနောက်မှာပဲရှိမယ်ဘာမှအတ္တတာထဲမှာဒီဟာရီမမဖြစ်လာဘူးဒီကျမ်းစာဖတ်လိုက်တာဒီကအတ္တတာထဲမှာအတ္တမဖြစ်လာဘူးဘာမှပြောင်းလဲလာခြင်းမရှိဘူးဖြစ်သွားလိမ့်မယ်ဟောရှိအနာဂတိကျမ်းအခန်းကြီး4အခန်းငယ်6မှာငါလူတို့ဒီပညာနဲ့တော့ကြောင့်ဆုံးရှုံးကြ၏ငါလူတို့ဒီပညာနဲ့တော့ကြောင့်ဆုံးရှုံးကြတယ်ငါလူတွေကစုမတောင်းလို့ဆုံးရှုံးတယ်လို့မပြောကျမ်းစာမဖတ်လို့ဆုံးရှုံးတယ်လို့မပြောအစာမရှောင်လို့ဆုံးရှုံးတယ်လို့မပြောဘာကြောင့်လဲဆိုတော့ပညာနဲ့တော့ကြောင့်အဲ့ဒီပညာပါလေဖွင့်ပြချက်ဘုရားခင်စီကလာတဲ့ပညာနဲ့ရင်လူကဘာဖြစ်လဲဆုံးရှုံးတယ်ဆိုတာဘာပြောရလဲရတဲ့တဲ့အရာမရလိုက်တာအဲ့ဒါဆုံးရှုံးခြင်းပဲကျွန်တော်ရတဲ့ရထိုက်ပါလင်းနဲ့ဘာလို့မရတာလဲဖွင့်ပြချက်လို့တယ်ဣသရေလနိုင်ငံမှာဣရိရှေဆိုတဲ့ဘုရားလူရှိတဲ့အခါမှာရန်သူရှုရိတက်ကဘယ်တော့မှဣသရေလနိုင်ငံကိုစစ်တိုက်လို့မနိုင်ဘူးစစ်တိုက်လို့မနိုင်ုံပဲမဟုတ်စစ်တိုက်လို့ကိုမရတာဘာလို့လဲဆိုတော့အဲ့ဒီဣသရေလတိုင်းပြည်မှာဘုရားလူဖွင့်ပြချက်ဘုရားခင်စီကဖွင့်ပြချက်ရတဲ့ဣရိရှေရှိတယ်ရန်သူဘာလို့တော့မလဲရန်သူမလုပ်ခင်မှာဣရိရှေအဲ့ဒီအကြောင်းဖွင့်ပြချက်ရတယ်ကျွန်တော်ဘာလို့ခဏရှုံးနေလဲသိလားကျွန်တော်ဘာလို့ခဏစိတ်တတ်ကြလဲကျွန်တော်ဘာခဏစိတ်ပြက်လဲကျွန်တော်ဘာခဏညီးသွားလဲကျွန်တော်ဘာခဏအစင်မပြေဖြစ်လဲဘာလို့ခဏကျွန်တော်တို့လူတွေကိုဖျားအပြစ်တင်ကြတယ်ဆုံးရှုံးခြင်းလက္ခဏာပဲဘာလို့လဲဖွင့်ပြချက်မရအောင်ဖွင့်ပြချက်တာရထားပါလားအားလုံးအစ်စေးဖြစ်သွားမှာဣရိရှေကကြိုတင်ပြီးဖွင့်ပြချက်ရတဲ့အခါမှာရန်သူဘယ်လန်းနေလာမယ်ကြိုတိထားတဲ့အခါမှာရန်သူကဘယ်တော့မှမနိုင်ကျွန်တော်မနဲ့ကင်အဲ့ရထားတဲ့ကျမ်းစာဖတ်တယ်ဒါပေမဲ့ဘာဖွင့်ပြချက်မရတဲ့အခါမှာ
ဒီနေ့မှာတွေ့ကြုံရတဲ့ရန်သူနဲ့တွေ့ရင်ကျွန်တော်ထိတ်တိုက်တွေ့ပြီးတော့မှကျွန်တော်အရှုံးနဲ့ရင်ဆိုင်ရတဲ့နေ့တွေအများကြီးပဲဘာလို့လဲစံစာမဖတ်ဘူးလားဖတ်တယ်မဖတ်ဘူးဆိုရင်တော့ကျွန်တော်ပြောတဲ့အထဲမှာမပါဘူးဒီနေ့ကျွန်တော်ပြောတာကစံစာမဖတ်စုမတောင်းဘာမှလည်းမသိနော်နှုတ်ကပတ်တော်လည်းစိတ်မဝင်စားအဲ့ဒီယုံကြည်သူအဆင့်ကိုကျွန်တော်ပြောနေတာမဟုတ်ဘူးစံစာဖတ်တယ်စုတောင်းတယ်ဖခင်နဲ့တွာလာတယ်နှုတ်ကပတ်တော်ခံယူနေတယ်အဲ့ဒီအဆင့်ကိုကျွန်တော်ပြောနေတာမနေ့ကစံစာဖတ်တယ်ဘာဖွင့်ပြချက်မှမရဘူးတနည်းအားဖြင့်ပြောမယ်ဆိုကိုယ်ထားမရေးဘူးကိုယ်ထားရေးမယ်လို့တယ်ဘာမှလည်းဖခင်အတန်လည်းမကြားရဘူးဆိုရင်သင်မှာကြိုတင်ပြီးဖခင်ပြောထားတဲ့စကားမရှိရင်ဖွင့်ပြထားတဲ့အရာမရှိရင်ဒီနေ့မှာသင်ကြုံလာမဲ့သင်ရဲ့ရှုရိသင်ရဲ့ရန်သူတွေနဲ့သင်တွေ့ရင်သင်ဘလို့ရင်ဆိုင်ရမလဲဆိုတော့မသိတော့အဲ့ဒါဆိုဘာဖြစ်လဲရှုံးတယ်အကျိုးနဲ့ဖြစ်တယ်ဆုံးရှုံးခြင်းတော့ရောက်တယ်ပညာနှဲတော့ကြောင့်ဖွင့်ပြချက်မရှိလို့ဆုံးရှုံးတာဒီနေ့မှာဘုရားခင်ကြိုးစကားပြောထားပြီးသားငါသားငါသမီးနော်လူတွေကိုမယုံနဲ့ဘုရားကိုပဲကိုးစားဘုရားစီကအဲ့ဒီဖွင့်ပြချက်ရပြီးပြီဆိုရင်ဒီနေ့မှာကျွန်တော်တို့လာလိန်လို့မရတော့ကျွန်တော်လာလိန်မဲ့ရန်သူတွေကျွန်တော်စီရောက်လာကျွန်တော်မနေ့တော့ဘုရားစကားကြားပြီးသားလေဖွင့်ပြချက်ရထားပြီโอเคအဲ့ဆိုကျွန်တော်လူတွေစကားယုံလို့မရတော့ဒီနေ့မှာဘုရားခင်စကားပြောတယ်ငါသားငါသမီးစိတ်ရှိပါတီးခံပါနှိမ်ချပါအဲ့ဒီဖွင့်ပြချက်ရထားတယ်ဆိုလို့ရှိရင်ကျွန်တော်လာပြီးတော့မှစိတ်ဆိုးအောင်စိတ်ပြက်အောင်စိတ်တကြောင်လာတိုက်ခိုက်လာခဲ့ရဲ့ကျွန်တော်အကြောင်းလေးအသင်ပြောအိုးကြားရင်လည်းဘာဖြစ်လဲအိုးဘုရားခင်ငါ့ကိုစကားပြောထားပြီသားငါဒီစာတန်ရဲ့လက်ကွက်ရန်သူရဲ့လက်ကွက်ထဲမှာငါအသက်တာကြာစင်းစရာအကြောင်းမရှိတော့ဘာလို့လဲဖွင့်ပြချက်ရထားပြီသားဣသရေလတိုင်းပြည်မှာအဲ့လိုမျိုးရန်သူမလာခင်ကလေးကရန်သူဘယ်လန်းကနေဘယ်လိုပုံစံမျိုးနဲ့လာမလဲဆိုတာကိုကြိုတင်ပြီးဖွင့်ပြချက်ရတဲ့ဣသရှဲရှိတဲ့အခါမှာဣသရေလတိုင်းပြည်အမြဲတမ်းအောင်မြင်ခြင်းရတယ်ကျွန်တော်အတ္တတာမှာနေ့တိုင်းအောင်မြင်ခြင်းရဖို့အတွက်ရန်သူမလာခင်နေ့တစ်နေ့ကိုမရင်ဆိုင်ခင်မဖြတ်တန်းခင်ဒီနေ့မှာဘယ်လိုမျိုးရန်သူဘယ်လိုစုံစမ်းခြင်းဘယ်လိုအခက်အခဲဘယ်လိုပြဿနာနဲ့တွေ့ကြုံမလဲဘယ်လိုရင်ဆိုင်ဖြေရှင်းရမလဲဆိုတဲ့အရာဖွင့်ပြပေးတဲ့ဖျားစကားရှိနေရင်ကျွန်တော်တို့ကအဲ့ဒီရန်သူအောက်မှာကြာစင်းမှာမဟုတ်တော့ဖြစ်တယ်။ဒါကြောင့်မလို့ဖွင့်ပြချက်ကဘလို့အရေးကြီးလဲ။ကျမ်းစာဖတ်ပြီးတော့ဒေါသကြီးနေတာကျမ်းစာဖတ်နေပြီးတော့မှဆုတောင်းနေပြီးတော့မှကျွန်တော်နေ့တိုင်းမှာဖျားခင်ရဲ့တတ်မှတ်ထားတဲ့ဖျားခင်ရောက်စေခြင်းနဲ့နေပေကိုမရောက်နိုင်တာဘာကြောင့်လဲဖွင့်ပြချက်မရှိလို့ဒါကြောင့်ကျွန်တော်အသက်တာမှာအဲ့ဒီဖွင့်ပြချက်တိတ်ကိုအရေးကြီးတယ်တိတ်ကိုအရေးကြီးတယ်နောက်ဆုံးကျမ်းစာတစ်ခုရှင်ယောဟန်ခရစ်ယာန်အခန်းကြီး8အခန်းငယ်32ကျွန်တော်ရင်းနှီးတဲ့ကျမ်းပိုက်လေးဖြစ်ပါတယ်ရှင်ယောဟန်ခရစ်ယာန်အခန်းကြီး8အခန်းငယ်32တမန်တရားကိုလည်းတိကျတဲ့တင်ထိုတရားတွေတင်တို့ကိုလွတ်လိမ့်မည်ဟုယုံကြည်သောယူဒလူတို့အားမိန့်တော်မူ၏ယုံကြည်သောယူဒလူတို့အားယူဒလူတိုင်းကယေရှုယုံကြည်တာမဟုတ်ဘူးယူဒလူတိုင်းကယေရှုလက်ခံတာမဟုတ်ဘူးအခုယေရှုပြောနေတာဘယ်သူပြောနေလဲဆိုတော့ယုံကြည်ပြီးသားလူတွေတနည်းအားဖြင့်ကျွန်တော်တို့တွေကိုပြောနေတာဖြစ်တယ်အဲ့ဒါဘာအားဖြင့်လွတ်မလဲဆိုတာတမန်တရားကိုလည်းတိကျတဲ့ပြင်းရင်လည်းထိုတရားတွေတင်လို့ကိုလွတ်လိမ့်မည်ဟုအဲ့တော့ကျွန်တော်အတ္တတာမှာလွတ်မြောက်ခြင်းအတ္တတာကျွန်တော်ပြောပြမယ်ယုံကြည်သူတို့အဓိကလိုအပ်တာနတ်ဆိုးတွေအကြီးကျယ်နင်ထုတ်ဖို့လိုတာမဟုတ်ဘူးယုံကြည်သူတွေတော့အဓိကလိုအပ်တာတမန်တရားကိုသိဖို့လိုတာကျွန်တော်ယုံကြည်သူတွေကနတ်ဆိုးကငါ့ကိုယောဂဖြစ်အောင်လုပ်ထားတယ်နတ်ဆိုးကငေါမိသားစုကိုဆင်းရဲအောင်လုပ်ထားတယ်နတ်ဆိုးကငေါမိသားစုရံဖြစ်အောင်လုပ်တယ်ငေါအိမ်ထောင်ကွဲအောင်လုပ်တယ်နတ်ဆိုးကလုံနိုင်တယ်ဆိုတာယုံပြီးတော့မှဖယားခင်ကငါ့ကိုကြမ်းမာစေနိုင်တယ်ဆိုတာမယုံတာအဲ့ဒါစိတ်ကိုဆိုးတဲ့အတ္တတာဖြစ်တယ်ဘာလို့လဲဆိုတော့နတ်ဆိုးလုံနေတဲ့အရာတွေကျွန်တော်မျက်စိနဲ့အရင်ကတည်းကတရင်တနည်းကျွန်တော်မြင်တွေ့လာခဲ့တာဒါပေမဲ့ဖယားခင်လုံမဲ့ဖယားခင်တတ်နိုင်ခြင်းဟာနတ်ဆိုးတော်မှာသင်နဲ့ကျွန်တော်ကိုဆင်းရဲအောင်လုပ်နိုင်တယ်ဆိုရင်ဖယားခင်ကချမ်းသာအောင်ဘာလို့မလုပ်နိုင်ရမလဲနတ်ဆိုးကြောင့်ကျွန်တော်ဆင်းရဲနေတယ်နတ်ဆိုးနောက်ရှက်ခြင်းကြောင့်ကျင့်ချင်းအမင်္ဂလာကြောင့်ကျွန်တော်ဆင်းရဲနေတယ်ဆိုတာယုံရင်
ယေရှုရဲ့ကားလိုက်တော့ဟာကျွန်တော်ကြင်ချအမင်အားလုံးယူဆောင်သွားပြီးပြီအဲ့ဒီယေရှုအားဖြင့်ငါဟာကြင်ချအမင်ကနေလွတ်မြောက်ပြီးကောင်းကြီးမင်္ဂလာခံစားတော်သူဖြစ်တယ်ဆိုတော့ကျွန်တော်မယုံနိုင်တာအဲ့ဒါဖွင့်ပြချက်လို့နေတာနော်ဒါကြောင့်တမန်တယောက်သိရင်လူကလွတ်တယ်ယုံကြည်သူကတမန်တယောက်သိရင်လွတ်မြောက်တယ်တမန်တယောက်သိရင်ဆင်းရဲခြင်းကနေလွတ်မြောက်တယ်တမန်တယောက်သိရင်စိတ်တကြခြင်းကနေလွတ်မြောက်တယ် depression ကနေလွတ်မြောက်တယ်စိတ်ကြယောဂအခုခေတ်မှာလူတည်မှုအများဆုံးယောဂထဲမှာစိတ်ကြယောဂပါလာတယ်ဘာလို့လဲဆိုတော့အခုနောက်လူတွေအရန်စိတ်တကြကြတယ်စီးပွားရေးအဆင်မပြေတာကျန်းမာရေးအဆင်မပြေတာနိုင်ငံရေးအဆင်မပြေတာစိတ်တကြစရာတွေတွေးရင်စိတ်တကြစရာအများကြီးပဲဒါပေမဲ့ငါဖယားကသူ့အရာတက်ပိုတတ်နိုင်တယ်ဆိုတော့ဖွင့်ပြချက်ကိုအတ္တတာမှာအလင်းဖြစ်လိုက်ကျွန်တော်တို့ဟာစိတ်ထမကြတော့ဘူးဖြစ်တယ်ငါမိသားစုကိုခဏခဏရံဖြစ်အောင်နတ်ဆိုးကနှောက်ယှက်တယ်ဟိုလူကပြုတ်စားတယ်ဒီလူကပြုတ်စားခြင်းအတ္တထက်ဖယားခင်ရဲ့တကူတော်တန်ရှင်တော်ဝိညာဉ်တော်ရဲ့မဆာခြင်းပို့တကူကြီးတယ်ဆိုတော့ဖွင့်ပြချက်ရရင်နတ်ဆိုးနှောက်ယှက်လို့ခဏခဏရံဖြစ်နေတဲ့အိမ်ထောင်တွေဝိညာဉ်တော်ရဲ့ဖွင့်ပြချက်ကြောင့်အင်မတန်မှပျိုးရွှင်စရာကောင်းတဲ့တာယာတဲ့အိမ်ထောင်တွေဖြစ်လာနိုင်တယ်ဒါမဲ့ပြဿနာပါလဲဆိုတော့ကျွန်တော်အဲ့ဒါကိုလက်မခံနိုင်ဘူးဖြစ်တယ်အဲ့ဒီနတ်ဆိုအဲ့ဒီလူကြောင့်ဟိုလူကြောင့်ဟိုဟာဘယ်လိုလုပ်လိုက်လို့ကျွန်တော်ဘုရားခင်အရာအားလုံးထပ်ဖို့တကိုးကြည့်တဲ့ဘုရားခင်ဖြစ်ပါတယ်ကျွန်တော်ပြဿနာထက်လက်သူဖို့တကိုးကြည့်တယ်ကျွန်တော်ပြဿနာထက်ကျွန်တော်ဘုရားကပူကြီးမြတ်တယ်ကျွန်တော်နောက်ရှက်နေတဲ့ဝိညာဉ်ဆိုးတွေထက်ကျွန်တော်ဘုရားခင်ဖို့တကိုးကြည့်တယ်ဟာလေလုယာအဲ့ဒါကိုမြင်နိုင်ဖို့ဘုရားခင်မှားစားပါစေယုံကြည်တော်သူအတွက်ညီကောင်မောင်မတွေသင်ပေါ်မှာလက်တင်ပြီးတော့မှယေရှုနာမနဲ့ထွက်အဲ့ဒီနတ်ဆိုးယေရှုနာမနဲ့ထွက်အဲ့လိုမောင်းထုတ်လို့ရတယ်လို့သင်ကိုအဲ့လိုမျိုးမောင်းထုတ်ပေးမဲ့သူမရှိရင်တော့မှတမန်တရားကိုသိရင်လွတ်မြောက်တယ်တမန်တရားကိုသိရင်လွတ်မြောက်တယ်အဲ့ဒီတမန်တရားကကျွန်တော်လွတ်ခြင်းအခွင့်ပေးတယ်ဟာလေလုယာအဲ့ဒီတမန်တရားကိုမြင်နိုင်ဖွင့်ရတော့ဖွင့်ပြချက်လို့တယ်ဗျာလေးတော်မရှိရင်လူတို့တွေအကျိုးနဲ့ဖြစ်ကြတယ်ငါလူတို့တွေပညာနည်းတော့ကြောင့်ဆုံးရှုံးခြင်းတို့ရောက်ကြတယ်တမန်တရားကိုလည်းတိကျတယ်မြင်ထိုတရားရဲ့တင်းတို့ကိုလွတ်လိုက်မယ်ဘာလို့မလွတ်မြောက်တာလဲတမန်တရားကိုမသိလို့ကျမ်းစာမသိလို့မဟုတ်ဘူးတမန်တရားကိုမသိတာကျမ်းစာကဖတ်လို့ရတယ်တမန်တရားကဖွင့်ပြချက်ကနေသိတာကျမ်းစာဘလောက်ပဲဖတ်ဖွင့်ပြချက်မရတမန်တရားကိုမရဘူးကျမ်းစာပဲရတယ်အဲ့ဒီကျမ်းစာကတကိုးရှိတာမဟုတ်ဘူးဖွင့်ပြချက်တမန်တရားဖျားစကားအတဲမှာဖွင့်ပြချက်ဖြစ်လာတဲ့အခါမှာအဲ့ဒါတကိုးရှိတာအဲ့ဒီဖွင့်ပြချက်ကယုံကြည်ခြင်းကိုဖြစ်လာစေတာငါလူတို့တွေပညာနဲ့တော့ကြောင့်ဆုံးရှုံးတယ်ဘာလို့ဆုံးရှုံးတာလဲဘာလို့ဒီနေ့ကျွန်တော်ဆုံးရှုံးနေရလဲကျွန်တော်ပုံမှာမကောင်းကြတဲ့လူရှိလို့ကျွန်တော်ဆုံးရှုံးနေတာမဟုတ်ဘူးကျွန်တော်ကြောက်ချတဲ့လူရှိလို့ဆုံးရှုံးနေတာမဟုတ်ဘူးကျွန်တော်စုမတောင်းနိုင်လို့ဆုံးရှုံးနေတာလည်းမဟုတ်ဘူးကျွန်တော်ကျမ်းစာမဖတ်နိုင်လို့ဆုံးရှုံးနေရလည်းမဟုတ်ဘူးအလူငွေမထဲလို့ဆုံးရှုံးနေရလည်းမဟုတ်ဘူးဒီအရာတွေလုံနေပြီးဘာသာရေးအရာထုံးနှန်းစင်လာအရာဝတ်ဒီတန်းကြီးလုံနေတယ်ဆိုရင်လည်းဘာမှမထူးကြဘူးဒါပေမဲ့ဘုရားခင်စရာဖွင့်ပြချက်အလင်းကိုရလာတဲ့အခါမှာအဲ့ဒီပညာကိုရလာတဲ့အခါမှာတမန်တယောက်သိနိုင်တဲ့နားလည်နိုင်တဲ့ဖွင့်ပြချက်ပညာကိုရလာတဲ့အခါမှာအော်ဒီတမန်တယောက်ကဒါကိုပြောတာပါလားအော်ဒီကျမ်းစာအဲ့လိုမျိုးဆိုလိုတာပါလားအဲ့ဒါကိုသဘောပေါက်သွားတဲ့အခါမှာလူကဘာဖြစ်လဲမဆုံးရှုံးတော့ဘူးဆုံးရှုံးမဲ့အကြောင်းတွေကိုကျွန်တော်တို့နေရာမပေးတော့အဲ့ဒီနောက်ပိုင်းမှာကျွန်တော်တို့ဆုတောင်းလာမလိမ့်မယ်အဲ့ဒီဆုတောင်းခြင်းကအောင်မြင်ခြင်းဖြစ်စေလိမ့်မယ်တောင်းကြတော့တောင်းနေရမယ်ယေရှုအဲ့လိုပြောတယ်ဒါမဲ့ယုံကြည်တွေကတောင်းကြတော့တောင်းပြီးဆက်ပြီးတောင်းပါဒီနေ့တောင်းနောက်နေ့လဲတောင်းတပတ်ကလည်းတောင်းဖိနေကတသက်လုံးတောင်းသွားတာတချို့တွေတေတော့ဆုတောင်းချက်မပြီးတော့ဘူးသူ့ရဲ့သားကဆက်ပြီးတောင်းပေးရတယ်ဘာလို့လဲအမေတေသွားလို့အမေဆုတောင်းချက်သားကတောင်းပေးရတယ်ဒါပေမဲ့ကျမ်းစာအဲ့လိုမပြောဘူး
မိဘလက်ထက်မှာဆုတောင်းချက်မပြည့်သားသမီးလက်ထက်မှာဆက်ပြီးတောင်းရမယ်လို့မပြောတောင်းကြတော့တောင်းရင်ရမယ်ယေရှုပြောတခွန်းပဲရှိရတောင်းပြီးရမယ်ဒါပဲအဲ့ဒီအလောက်ရိုးရှင်းတဲ့ဘုရားစကားကိုလည်းကျွန်တော်တို့ကတစ်ခါလေးဘာဖြစ်လဲနားမလည်နိုင်ကျွန်တော်ညံကမမြည်ဘူးလေဘုရားညံကိုလူညံကမမြည်ဘူးလေအဲ့ဒီဘုရားညံကိုမြင်နိုင်ဖို့လက်ခံနိုင်ဖို့ယုံကြည်နိုင်ဖို့စွဲကြိုက်ပြီးတော့စိတ်ချနိုင်ဖို့ဘာလို့လဲဖွင့်ပြချက်လို့တယ်လေဟာလေလုယာကျွန်တော်အရင်တော့ကကျွန်တော်ကလေးတရားကိုကျွန်တော်ပြောတယ်မင်းလို့မင်းကစုတာတောင်းတာမင်းကယုံကြည်ခြင်းမရှိဘူးလို့မင်းရက်40အစာရှောင်စုတောင်းတာလို့ငါတနာပဲစုတောင်းအောင်ပြည့်တယ်လို့ဘာလို့လဲဆိုတော့သူကစုတောင်းပြီးရင်ထပ်ပြီးတောင်းရမယ်လို့ပဲရှုံးတယ်စုတောင်းပြီးရင်ထပ်ပြီးတောင်းရမယ်ပဲရှုံးတာကျွန်တော်အဲ့လိုမယုံတောင်းကြတော့တောင်းရင်ရမယ်ဆိုတာကျွန်တော်ယုံတယ်ဟာလေလုယာကျွန်တော်ဒီနေ့တောင်းရင်ကျွန်တော်ရမယ်ဆိုတာကျွန်တော်ယုံတယ်ကျွန်တော်စုတစ်ခုအတွက်တစ်နှစ်လောက်တောင်းရမယ်လို့ကျွန်တော်မယုံဘူးဘာလို့လဲဆိုတော့ဘုရားခင်ကအကြာကြီးတောင်းလို့မပြောတောင်းကြတော့တောင်းရင်ရမယ်ရှင်းရှင်းလေးပဲယေရှုပြောတာအဲ့လောက်ရှင်းတာလေယုံကြည်သူတွေကနားမလဲဘူးဘာလို့လဲဖွင့်ပြချက်မရှိလို့ဒါကြောင့်မလို့သိကိုအရေးကြီးပါတယ်ဗျာဒိတော်မရှိတဲ့လူတို့တွေအကျိုးနဲ့ဖြစ်ကြတယ်ကျွန်တော်မှရစရာအကျိုးတွေအများကြီးရှိပါတယ်အကျိုးနဲ့မဖြစ်ဖို့ရအတွက်ဖွင့်ပြချက်ဗျာဒိတော်နေ့တိုင်းမှာစားငတ်ဖို့လိုပါတယ်လို့ကျွန်တော်ဒီနေ့မှာပွားပြီးချင်ပါတယ်ဂျာနာသူရောက်ချင်းစီတိုင်းပေါ်မှာဖျက်ရှင်အထူးပဲကောင်းချီးပေးပါစေ